ကလာပါကျွန်တော်တို့ဆမအေးကိုပဲဖြစ်ပါတယ်ရှင်။နေနံသုံးခုထဲမှာအညှို့အတီးကြီးပြီးပြန်ပြီးတော့ဂလဲသားခြေတဲ့နေနံသုံးခုပြောပြမယ်။အဲ့နေနံကအညှို့တီးကြီးတယ်သူ့ကိုတစ်ခုခုလှုပ်ထားပြီးဆိုအမှတ်မထင်လှုပ်လိုက်တဲ့အရာတစ်ခုတော့မှသူတို့ကပြန်ပြီးတော့ဂလဲသားခြေတတ်တယ်ပေါ့နော်။သူတို့ခွင်ထဲကိုရောက်ပြီဆိုလို့ရှိရင်ဘယ်လိုပြောရမလဲ။ခွင်ကြုံတယ်လို့မျိုးပြန်ပြီးတော့ဖက်တတ်တဲ့နေနံသုံးနေနံရှိတယ်။နော်အဲ့တော့အဲ့နေနံတွေကိုတွားပြီးတော့မစတဲ့နေနံတွေပေါ့နော်အဲ့နေနံတွေကတခုခုဆိုလို့ရှိရင်တို့ကလေအမှတ်သေးကြီးအရန်ကြီးတာတခုခုဆိုလို့ရှိရင်ငါးခွင်နဲ့ရောက်ရင်နေသိပြီလို့တာမှတ်လိုက်တော့ဆိုပြီးတော့တွေးထားတဲ့နေနံ၃ခုပေါ့နော်တခုခုဆိုလို့ရှိရင်လှုပ်ထားငါခွင်ထဲကိုမရောက်လာစေနဲ့ရောက်လာပြီဆိုနေသိပြီလို့အဲ့လိုမျိုးသူတို့ရဲ့အတွင်းစိတ်ထဲမှာကျိန်းထားပေါ့နော်အဲ့နေနံ၃ခုရှိတယ်တိုက်ဆိုင်တဲ့သူတွေကဒီဗီဒီယိုရဲ့အောက်မှာဝင်ရေးသွားနော်အဲ့နေနံ၃ခုကတနင်္လာဗုဒ္ဓဖူတောက်ကြအဲ့၃မျိုးကအရင်အညို့အတီးကြီးတာသူတို့ကြည့်လိုက်လို့ရှိရင်သဘောကောင်းတယ်လို့ဘာလို့နဲ့အရန်စိတ်ထဲမှာကလေးသားအရန်ခြေတတ်တာသူတို့ခွင်ထဲကိုရောက်ပြီဆိုလို့ရှိရင်အဲ့လိုသိပြီဒါမှတ်သူတို့ကမှတ်ထားတေးလေးကအစသူတို့ကမှတ်ထားတာအဲ့သူတို့ခွင်ထဲကိုရောက်ပြီဆိုလို့ရှိရင်အဲ့သိပြီပဲအဲ့တော့တကယ်လို့အိုင်းနေနံတွေကဟုတ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်မှာ comment ရေးသွားပေးသူတို့နဲ့ကြုံတွေ့ခဲ့တယ်သူတို့အဲ့လိုမျိုးလုပ်တယ်ဆိုလို့ဆိုရှင်လေဒီဗီဒီယိုအောက်မှာ comment ရေးသွားပေးပါအားလုံးအဆင်ပြေကြပါစေငွေလွှဲရှင်ကြပါစေစိတ်ချမ်းသာပါစေစီးပွားရေးတွေတိုးတက်ကြပါစေရှင်ကျွန်တော်ကတော့ဆရာမအီဘူပဲဖြစ်ပါတယ်